မိုဘိုင်းလက်ကျန်ထဲမှာရိုးငါမျိုးရှိတဲ့ထဲကမှအရေးကြီးဆုံးရိုးကိုပြောပါဆိုရင်ကျွန်တော်အနေနဲ့ roaming ကိုပဲပြောရမှာပါပဲ roaming ဆိုတာအတင်းတင်းအတွက်အရေးကြီးဆုံးရိုးတစ်ခုဖြစ်တယ်နဲ့အညီပဲပွဲနိုင်မဲ့ရှုံးဝင်ဆိုတာကလည်း90%လောက်က roaming ပေါ်မှာတွားပြီးတော့သက်ဆိုင်နေပါတယ်ဒါကြောင့်မို့ကျွန်တော်ကဒီဗီဒီယိုမှာအခုမှ roaming ကိုစဆော့မဲ့လူတွေအတွက် roaming ကိုဘယ်လိုဆော့ရမလဲဆိုတာကိုဆက်ချင်းပြောပြီးတော့ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ် roaming ကိုဘယ်လိုဆော့ရမှာလဲအခုလိုမျိုး superman လောက်ရမှာလားစိတ်ဝင်စားရဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါတော့roaming ဆော့ရမယ်ဆိုရင်ဟောဒီမှာမြင်နေရတဲ့ roaming item ၄ခုတည်းရဲ့တစ်ခုကိုကျွန်တော်တို့ကရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်ဒီကအနီရောင်လေးနဲ့ encourage ဆိုတဲ့ roaming item ကိုကျွန်တော်တို့ကဝယ်ထားမယ်ဆိုရင်ကိုတိုင်ရောကိုနားမှာရှိတဲ့ teammate တွေအကုန်လုံးက20 extra hybrid defense ကိုရရှိမှာဖြစ်ပါတယ် hybrid defense ဆိုတာကတော့ physical damage ကို magic damage ကိုနှစ်ခုလုံးကာနိုင်တဲ့ defense လို့ brother တို့ကအလွယ်မှတ်ထားလို့ရပါတယ်ဟောဒီက favor ဆိုတဲ့အစိမ်းရ roaming item လေးကိုကျွန်တော်တို့ကဝယ်ထားမယ်ဆိုရင်တွေးဖြစ်ပေးတဲ့အခါမှာကို teammate တွေအကုန်လုံးနဲ့ရမှာတွေးအနည်းဆုံး teammate ကနေပြီးတော့ extra AP 400ကိုအပိုရရှိမှာဖြစ်ပါတယ်အလွယ်ပြောရမယ်ဆိုရင်တော့ teammate တွေအကုန်လုံးထဲမှာတွေးအနည်းဆုံးကောင်ကတွေးပို့ပြီးရရှိမယ်လို့ပြောချင်တာဖြစ်ပါတယ် favor ရဲ့အဲ့ဒီ basic လေးကတော့ကိုလောင်15စက္ကန့်ကြာရှိမှာဖြစ်ပါတယ်ဟောဒီက dire hit ဆိုတဲ့အပြန် roaming item လေးကိုကျွန်တော်တို့ကဝယ်ထားမယ်ဆိုရင် enemy ကို damage ပေးလိုက်တဲ့အခါမှာဒီက item လေးက enemy ကိုမှတ်ထားမှာဖြစ်ပြီးနောက်ထပ်3စက္ကန့်အတွင်းမှာကျွန်တော်တို့ကအဲ့ဒီ enemy ကိုပဲ damage ထပ်ပြီးတော့ပေးလိုက်မယ်ဆိုရင် enemy တွေရဲ့12%နဲ့ညီမျှတဲ့ physical damage နဲ့ magic damage ကို enemy ကခံစားရမှာပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီ basic ကိုထပ်သုံးဖို့ဆိုရင်လည်းကိုလောင်15စက္ကန့်စောင့်ရမှာဖြစ်ပါတယ်ဟောဒီက conceal ဆိုတဲ့ item လေးကိုကျွန်တော်တို့ကယူထားမယ်ဆိုရင်ဘေးနားမှာစပယ်အပိုတကွပေါ်လာမှာဖြစ်ပြီးတော့သုံးလိုက်မယ်ဆိုရင်သုံးလိုက်တဲ့ကိုနားမှာရှိတဲ့အတင်းသားကြီးပါ5စက္ကန့်ကိုပြောက်သွားမှာဖြစ်ပြီးတော့40% movement speed ကိုလည်းရရှိအောင်ပါပါတကယ်လို့ကိုပြောက်နေတဲ့အချိန် movement speed ရနေတဲ့အချိန်မှာ enemy ကကို damage ပေးလိုက်တာပဲဖြစ်ဖြစ်ရန်ငယ်ခွီးတကောင်ကကို damage ပေးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး damage ပေးခံရမယ်ဆိုရင်တော့5စက္ကန့်မကြာခင်မှာပဲကိုကပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တွေနောက်ထပ်အကြောင်းအရာတစ်ခုစီကိုဆက်သွားလိုက်ကြရအောင် roaming လို့ပြောလိုက်တာနဲ့ player များစုရဲ့စိတ်ထဲမှာတော့ Tiger တို့ Atlas တို့လိုမျိုးသွေးတွေမှာတောင်ပြီးတော့3-4កောင်ဖမ်းပြီးစုပြီးရဲ့ hero တွေကိုပဲပြေးမြင်ကြတာများပါတယ်အမှန်တော့ roaming မှာက style မျိုးမျိုးရှိပါတယ်ဘာကြီးလဲဆိုရင်တော့ tank rune damage rune support rune နဲ့ pick up rune လို့ဖြစ်ပါတယ် tank rune ဆိုတာကတော့ပူအတန်းနေဖြစ်တဲ့ Tiger Atlas စားတဲ့ hero တွေနဲ့ဆော့ရတဲ့ roaming style တစ်ခုဖြစ်ပါတယ် damage rune ဆိုတာကတော့မတ်ထဲမှာလုံးဝပြောင်းနေအောင်နေရပြီးတော့ enemy ဘက်ကသွေးပြောတဲ့ mid maxman တွေကိုတားကတ်ထားပြီးတော့အိမ်ရတဲ့ Natalia Haircutတဲ့ hero တွေကိုပြောတာဖြစ်ပြီးတော့ဒီ hero တွေကို brother က roaming ဆိုရင်တော့ Dire Hit နဲ့တင့်တော်ပါတယ် support rune ဆိုတာကတော့ Angela Aztec စားတဲ့ hero တွေကိုပြောတာဖြစ်ပြီးတော့ teammate နောက်ကနေတကောက်လိုက်ပြီးတော့ကိုယ့်ရဲ့ teammate တွေကို supporting ပေးရတဲ့ hero တွေပါအဲ့လို hero မျိုးတွေကို brother တို့ကကင်ထားမယ်ဆိုရင်တော့ favor ဆိုတဲ့ roaming item တွေနဲ့တင့်တော်မှာပဲဖြစ်ပါတယ် pick up rune ဆိုတာကတော့ချောင်း Kelia ကာဂျာစားတဲ့တကောင်စီကိုဆွဆွဲပြီးဖြတ်ပေးရတဲ့ hero မျိုးတွေကိုခေါ်တာဖြစ်ပြီးတော့ကျွန်တော်ကြိုက်ဆုံး roaming style တစ်ခုဆိုရင်လည်းမမှားပါဘူးကျွန်တော်အနေနဲ့ pick up rune ဆော့မယ်ဆိုရင်တော့ ကွန်စီကိုယူတာအကောင်းဆုံးပါပဲRoma player ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်အဓိကလိုရတဲ့အချက်တွေထဲကတစ်ခုကတော့ position ကောင်းယူတတ်ဖို့ပဲဖြစ်ပါတယ် position ယူရဆိုတဲ့နေရာမှာ enemy မမြင်အောင်နေဖို့ပဲမဟုတ်ဘဲနဲ့တကယ်လို့ enemy ကမြင်မယ်ဆိုရင်တော့မှကိုယူရတဲ့ position ကမှန်နေရဆိုရင်အခုလိုမျိုးစတင်နေလို့ရပါတယ်ဒီနေရာမှာကျွန်တော်သာအဲ့နေရာမှာ position မယူဘဲနဲ့ enemy ကမြင်သွားလို့ဆိုပြီးအပြင်ထွက်လာလိုက်မယ်ဆိုရင်ဒီကောင်ကြီးရဲ့ကန်ကင်လောက်တာကိုခံရတော့မှာပါဒီနေရာမှာဆိုရင်ကျွန်တော်ဘက်မှာ position တာနေဆိုပေမဲ့ cloud blessing ကျူရဲ့မှာ3កောင်လုံးမိသွားပြီးတော့ Xavier ပါ ultimate လမ်းပြတော့အကုန်လုံးကြွကုန်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာ cloud ကိုပါပြန်ရလိုက်တာဆိုတော့ဒီဘက်ကတော်တော်လေးကိုတန်တယ်လို့ပြောရမှာပါကျွန်တော်သာအစောကဟိုနေရာမှာ position ဆက်မယူဘူးဆိုရင်ဟိုဘက်ကကြံကလာရောက်လာတာကိုလည်းမြင်မှာမဟုတ်သလိုမျိုးအခုလိုမျိုးလည်းအသင်းကိုစိတ်ပေးနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကြံကလာကအာဒီဂင်ဘလူးဘတ်စားနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ position အကောင်းဆုံးနေရာ2နေရာကိုယူလို့ရပါတယ်ပထမတစ်နေရာကတော့ဟောဒီကမစ်လိန်ချုံလေးပဲဖြစ်ပါတယ်ဒီချုံထဲမှာနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မစ်လိန်နာကိုလိုအပ်ရင်လိုသလိုကူလို့ရမှာဖြစ်ပြီးတော့ enemy ဘက်ကလည်းဘက်လာနောက်မှာဆိုရင်ဟောဒီလမ်းကြောင်းတိုင်းပဲလာမှာမို့လို့ကျွန်တော်ကကြိုသိနိုင်တာဖြစ်တဲ့အတွက်ကြံကလာကိုပြန်ပြီးတော့ကာပေးလို့ရပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘလူးဘတ်အပေါ်နားကချုံနီးမှာ position ယူရမယ်ဆိုရင်တော့ခုနပြောခဲ့သလိုမျိုးပဲ enemy ဘက်ကဘက်လာနောက်မှာတန်ကိုကျွန်တော်တို့ကကာဝယ်နိုင်မှာဖြစ်သလိုမျိုးကိုရီ EAV လိန်နာကဖေးနေတဲ့အချိန် enemy EAV လိန်နာကခရီးလာပြတ်စားတဲ့အခါမျိုးမှာလည်းကျွန်တော်ကပြန်ပြီးတော့ကူညီပေးလို့ရမှာပဲဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ကြံကလာက rabbit ရင်စားမယ်ဆိုရင်ကျွန်တော်တို့က rabbit ရဲ့အပေါ်မှာရှိရဲ့ခြုံလေးမှာ position ယူထားလို့ရပြီးတော့ဒီညမှာ position ယူရမယ်ဆိုရင်တော့ enemy ဘက်ကဘက်လာနောက်တာကိုကျွန်တော်ကကြိုမြင်ရမှာဖြစ်တဲ့ကြောင့်မလို့အစောကြီးကကာပေးနိုင်မှာဖြစ်ပါတယ်တကယ်လို့ဟောဒီကမစ်လိန်ချုံမှာ position ယူမယ်ဆိုရင်လည်းမိတွေပါတွေကိုလိုအပ်လို့ကူညီပေးလို့ရမှာဖြစ်ပြီးတော့ enemy ကြံကလာကမိကိုကြိုက်လို့မရအောင်လို့ကျွန်တော်ကအနည်းနဲ့များကာဝယ်ပေးလို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့မစမန်ကိုကာဗာပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကအခုလိုခြုံမျိုးမှာနေရတဲ့ဒီဘက်ကကျွန်တော်ပြထားပြီးရဲ့ခြုံမှာနေရကပို့ပြီးတော့အနေရကင်းပါတယ်ခုနကခြုံမှာသာနေမယ်ဆိုရင်အောက်လင်းကနေမေးတက်လာတာလို့ပါဆိုလေကျွန်တော်တို့ကမမြင်ရသလိုမျိုးဂျန်ဂလာကဂျန်ဂယ်တွေကထွက်လာပြီးမစမန်ကိုလာတိုက်မှာကိုလည်းကျွန်တော်တို့ကကြုံမမြင်နိုင်ပါဘူးအကယ်၍ enemy ဘက်ကဂျန်ဂလာက fan ကိုယူဆန်းရှင်းလို့လိုမျိုးအာလီကင်ဂျမ်းရဲ့အရန်များတဲ့ hero တွေနဲ့ဆိုကျွန်တော်တို့ကကာပြီးရင်တော့ရမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီလိုနေရာမှာနေတာပို့ပြီးတော့ကောင်းပါတယ်ဒါလည်းမကသေးပဲနဲ့ဒီလိုနေရာမှာကျွန်တော်က position ယူရမယ်ဆိုရင် enemy ဂျန်ဂလာကဘေးနာခွိအသေးလေးကိုလာစားတာကိုကကျွန်တော်ကမြင်ရမှာဖြစ်ပြီးလိုရရင်လိုရသလိုမျိုးနှောက်ယှက်လို့ရမှာပဲဖြစ်ပါတယ်
ဒီနေရာမှာ roaming ဆော့ဖို့အတွက်နောက်ထပ်လိုအပ်တာတစ်ခုကတော့ကျွန်တော်တို့ကဘယ်လိုချိန်ဘယ်လိုနေရာမျိုးမှမဆိုလက်မနေပဲနဲ့ရဲရဲကြီး initiate လုပ်ပေးနိုင်ရမှာပါအဲဒီလိုမျိုး initiate လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှရှိရ spare ဖြစ်တဲ့ flagger consi ဒါတွေကိုလိုအပ်ရင်လိုအပ်တယ်လို့မျိုးမနှမျောပဲနဲ့သုံးနိုင်ရမှာပါဒါမှပဲနောက်ပိုင်းကျရင် brother ရဲ့ run source ရဲ့ skill တွေကပုံမှန်ထပ်ပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ် roaming တစ်ခုအနေနဲ့ brother တို့က enemy တွေကိုဖမ်းတော့မယ်ဆိုရင်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ခြုံတွေကို advantage ယူဖို့အတွက်ကျွန်တော်အကြံပေးပါတယ်။ဘာဖြစ်လို့ခြုံတွေကို advantage ယူခိုင်းတာလဲဆိုရင်ကျွန်တော်တို့ကပုံမှန်သူတို့ရှေ့မှာသွားပြီးတော့ movement ကိုပြလိုက်မယ်ဆိုရင်ဒီကောင်ငါတို့ဖမ်းဖို့စောင့်နေရဆိုပြီးတော့လူတန်းတွေးမိတတ်ကြပါတယ်။ဒါကကျွန်တော်တို့ပဲတွေးမိရမှာမဟုတ်ဘဲနဲ့ enemy ဘက်ကကောင်တွေကလည်းအဲ့လိုပဲတွေးမိမှာပါ။ဒါကြောင့်မို့ brother အနေနဲ့တရားကိုဖမ်းတော့မယ်ဆိုရင်တိုက်ကွေရလို hero မျိုးပဲကင်တာခြောင်လိုမျိုး pick up hero မျိုးပဲကင်တာပေါ့နော်။ခြုံတွေကို advantage ယူဖို့အတွက်ပြောချင်ပါတယ်။ brother တို့က roaming ကိုအခုမှစဆော့မယ်ဆိုရင်တန် hero တွေထဲမှာတိုက်ကွေရယ် minotaur စတဲ့ hero တွေကိုပဲ brother တို့ကရွေးချယ်ပြီးတော့ကင်သင့်ပါတယ် pick up hero တွေထဲမှာဆိုရင်လည်းကင်ရခတ်တဲ့ခြောင်လို hero မျိုးတွေကိုမကင်သေးပဲနဲ့ Kelia ကကြစတဲ့လွယ်ကူတဲ့ hero လေးတွေကိုပဲ brother တို့ကိုစမ်းကင်သေးချင်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလိုမျိုးလွယ်တဲ့ hero လေးတွေကိုကင်မှာပဲနောက်ပိုင်းကျရင်ကိုယုံကြည်မှုရှိလာမှာဖြစ်ပြီးတော့ဘယ် hero မှဆိုကောင်းကောင်းမွန်နဲ့ဆော့နိုင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ brother အနေနဲ့အကျိုးရှိမှလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ခဲ့ဖို့မေ့ပါနဲ့ကျွန်တော်ပိတ်ပါနောက်ပြီးမှပြန်တွေ့ကြပါမယ်